ကဲခုပြီးတော့ကြည့်နေတဲ့ကိုရီမတွေအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ခုမိတ်ဆက်ပြတာပြင်မဲ့ရေမွေးလေးကတော့ဟာမိုနီကထုတ်တဲ့ဟာမိုနီရေမွေးလေးဒါလေးကယောက်ျားလေးသုံးလေး၄မျိုးလာတယ်ယောက်ျားလေးသုံးလေးအကွာမန်းလေးပေါ့သူကအနက်လေးကိုဆွတ်လိုက်တာနဲ့ဆွဲပြီးကြံနေရမယ်ဟာမိုနီရေမွေးအကွာမန်းလေးယောက်ျားလေးသုံးသူက quality ဘန်းလည်းပြောကြမလို့ဒီမှာကြည့်စီးတစ်စိတ်ရောပါပြီးသားစီးတစ်စိတ်မှာလည်းဟာမိုနီတစ်စိတ်ပါပြီးသားဒါလေးကတော့မင်းကလေးရောယောက်ျားလေးရောနှစ်မျိုးလုံးသုံးလို့ရတယ်ဒါ harmony lovely လေးနတ်လေးလည်းသူကလည်းဆွဲဆောင်မှုရှိတယ် quality ဘန်းလည်းပြောကြမလို့ရေသွေးဘန်းလည်းပြောကြမလို့ဈေးနှုန်းလည်းအသင့်တင်လေးနဲ့ရောင်းချပေးထားတယ်ဒါလေးကတော့ harmony ဒီကထုတ်တဲ့ပန်းအောင်လေးသူကတော့လူကြိုက်အများဆုံးပေါ့လူကြိုက်အများဆုံးရေမွေးလေးရမ်းကိုကောင်းတဲ့ရေမွေးလေးနတ်လေးကတော့ပြောကြရလည်းမလို့ဆွဲဆောင်မှုလည်းရှိတယ်ဒီမှာဒါမျိုးလေးမနောက်တစ်မျိုး harmony ရဲ့ left လေး harmony left လေးဒါလေးရောမိတ်ကလေးသုံးလေးရန်ကိုကောင်းတဲ့ quality လေးဒီဟာလေးက15 ml လေး15 ml လေးဟိုမှာတလအထူး promotion နဲ့2000ခွဲတယ်ဒါလုံးဟိုမှာ2000ခွဲတယ်အထူး promotion နဲ့ရောင်းချပေးတာအထူး promotion နဲ့နော်တလောက်အထူး promotion နဲ့တလုံးမှာ50 မီလီယံမှာ2000ခွဲနဲ့ရောင်းချပေးတာဒါမျိုးလေးတကယ်လို့ပြန်ရောင်းနေတဲ့ကိုရီမတွေအတွက်ဒီညီမတွေအတွက်ဆိုတော့ဒီလိုမျိုး6လုံးတစ်ဖာလာတယ်6လုံးတစ်ဖာလာတယ်နှစ်ဖာယူမယ်ဆိုရင်ဒါမျိုးတပူးလက်ဆောင်နှစ်ဖာယူမယ်ဆိုဒါမျိုးတပူးလက်ဆောင်နော်ဒါလေးကတော့တမ်းမယ်လေးဟိုမှာတလုံးမှာ1000နဲ့တမ်းမယ်ဆိုတာတမ်းမယ်ဆိုတော့ဒါမျိုးဈေးလည်းအများကြီးမများတာဘူးအရင်အတင်းလေးနဲ့ပဲတလုံးမှာ1000နဲ့တမ်းမယ်လေးအနားလေးရတယ်တူတူပဲသူကဒီစိတ်တွေအကုန်လုံးတူတူပဲ quality ဘန်းလည်းပြောကြမလို့မြေသေးဘန်းလည်းပြောကြမလို့ install လုပ်ခြင်းတဲ့ဒီအတွက်ဒီမှာတော့ကျွန်တော်အများကြီးပဲနော်ကြိုက်တာယူလို့ရတယ်ဘယ်နှလုံးလို့ရတယ်နောက်လည်းထည့်ရဖို့ရှိသေးတယ်ဒီရက်ထည့်ရဖို့ရှိသေးတယ်မြေသေးဘန်းလည်းပြောကြမလို့ဒီမှာဒါမျိုးလေး6လုံးတစ်ဖာလေး6လုံးတစ်ဖာ6လုံးတပူးကိုနှစ်ဘူးယူတဲ့လူတွေအတွက်တပူးလက်ဆောင်နော်မျိုးနဲ့အရောက်ငွေချင်းနဲ့ဒယ်လီနဲ့အပ်ပေးတယ်ကားဂိတ်တင်နေတဲ့လူတွေကကားဂိတ်တင်ပေးတယ် quality ဘန်းပြောကြမလို့ harmony ရေမိုးလေးမကြည့်အများကြီးပဲယုံကြည်စိတ်ချတာဝယ်ရအားပေးလို့ရတယ်နော်ဒါလေးတမ်းမယ်လေးနော်ဒါလေးက15 မယ်လေးကိုရီမတွေအားလုံးအတွက် quality ကောင်းတဲ့ရေမိုးလေးကိုကျွန်တော်မိတ်ဆက်ပြတာပြတာပြောကြမလို့အောင်နော်လူကြိုက်များဆုံးကတော့ဒါလေးပေါ့နော် okay